ကျေးဇူးတော်မနဲ့ခင်လေးမှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်ဖရာသခင်ဝမ်းမြောက်ခြင်းညီသက်ခြင်းပျော်ရွှင်ခြင်းကောင်းခြင်းမင်္ဂလာဖျားဖျားသည်တင်းနဲ့ကျွန်တော်မိသားစုပမာတက်ရောက်ပါစေဖရာသခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်20ရက်နေ့2လ2026သို့ရောက်ရှိလာဖြစ်ပါတယ်မိသားစုများနဲ့အတူတကွထမြောက်ရကြအခန်းကြီး1ကနေစီခြင်းခွာယူခဲ့ရဆိုရင်ယနေ့ထမြောက်ရကြအခန်းကြီး9သို့ရောက်ရှိလာဖြစ်ပါတယ်အခန်းကြီး9မှာအတူတကွစီခြင်းခွာယူဖို့ရန်အတွက်အချက်3ချက်ပြင်ဆင်ပါတယ်နံပါတ်1နာခံခြင်းတော့ကအစံတမှုထမရကြအခန်းကြီး9အပိုင်းငယ်9အိုးလို့ဆရာဖို့ကောက်ရိုးကိုလူတို့အားအရင်ပေးတကဲ့သို့မပေးနဲ့သူတို့ဒီကောက်ရိုးကိုကို့ဖို့ရှာယူကြစေမောရှေကဘုရားသခင်ပြောခန့်တဲ့အတိုင်းပဲဖာရောမင်းရဲ့ရှေ့မှာငါ့ရဲ့လူမျိုးတွေကိုလွှတ်ပါလို့ပြောပါတယ်ဖာရောမင်းကစိတ်ဆိုးပြီးဣသီလလူမျိုးတွေကိုကောက်ရိုးမပေးပဲအုပ်အရေအတွက်ကိုရှော့မပေးပဲပုံမို့ပြီးတော့နှိမ့်ဆက်ခဲ့ကြောင်းကျွန်တော်တွေ့ရှိခဲ့တာဖြစ်ပါတယ်ဖះစကားနားထောင်လို့ဖះပြောခန့်တဲ့အတိုင်းပြောလို့ဆုတောင်းလို့အခြေအနေတွေဒုက္ခခက်ခဲပြဿနာတွေပုံမို့ပြီးတော့ဆိုးသွားတဲ့အဖြစ်မျိုးမိတ်ဆွေတင်ရင်ဆိုင်ကြုံတွေ့နေရပါသလားတင်ဟာလမ်းမှန်ပေါ်မှာရှိနေလို့ရန်သူကတင့်ကိုပုံမို့ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်ကောက်ရိုးမရှိတဲ့အုပ်ဖုတ်ချင်းလိုပင်ပန်းနေတဲ့ဟာကဘုရားခင်အသင်းကိုနှိမ့်ဆက်နေတာမဟုတ်ပါဘူး။ဒီနေ့တင်ရင်ဆိုင်ကြုံတွေ့နေတဲ့ဒုက္ခအခက်အခဲပြဿနာထဲမှာလည်းဘုရားခင်အသင်းကိုမြင်ပြီးတော့တိုင်းမဲ့ပြစ်ထားညာမဟုတ်ပါဘူး။ဒီနေ့ကြိုင်ပြန်လာပြီးတော့ကြီးကြီးမားမားတက်တဲ့အဖြစ်ဘုရားခင်ကတက်တဲ့ခံဖို့အတွက်ထားရှိနေခြင်းဖြစ်ပါတယ်။နံပါတ်2လူတွေရဲ့ပြစ်တင်တန်ကြားကစိတ်ပြည့်ခြင်းထမရကြခန်းကြီး9အပိုင်းငယ်20မောရှေသည်လည်းထာဝရဘုရားထံတော်သို့သွား၍အိုးဘုရားရှင်ကိုတော်သည်ဤလူမျိုးကိုအပေကြောင့်ညှင်းဆဲတော်မူသည်။ကျွန်တော်ကိုအပေကြောင့်ဆေလွှတ်တော်မူသည်။ကိုတော်အခုကျွန်တော်ဖာရောမင်းပြင်ထံလာပြီးတော့ကျွန်တော်ယခုတော့လုံနေချင်းသည်လည်းဘုရားသခင်ကျွန်တော်ကိုဆေလွှတ်ခဲ့တာဖြစ်တယ်နော်။အခြေအနေတွေဆိုးဝါးလာတဲ့အခါမှာဣသီလလူမျိုးတွေကမောရှေမင်းကြောင့်ငါတို့ဟာပုံမူပြီးညှင်းဆဲဒုက္ခတွေရင်ဆိုင်ကြုံတွေ့နေရတယ်။ယခုပြဿနာတွေဟာမင်းကြောင့်ဆိုပြီးကမှမောရှေကိုအပြစ်ပုံချခဲ့တာဖြစ်ပါတယ်။မောရှေကလည်းစစ်ပြက်ပြီးတော့ဘုရားသခင်ကိုcomplaint တက်တယ်ကိုတော့အပဲကြောင့်ဤလူမျိုးကိုညှင်းဆဲရတာလဲဘာကြောင့်ဒီလိုဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာလဲကျွန်တော်ကိုဘာကြောင့်ဆင်လွှတ်ခဲ့ရတာလဲဆိုပြီးခမမောရှေကဘုရားသခင်ကိုပြန်ပြောခဲ့တာဖြစ်ပါတယ်ဘုရားသခင်ရဲ့အမှုတော်မြတ်မှာပါဝင်လှုပ်ဆောင်တဲ့အခါမှာလူတွေရဲ့ချီးမွမ်းခြင်းလက်ခုပ်တံမခံရဘဲနဲ့ကဲ့ရဲ့ပြစ်တင်ဝေဖန်ခြင်းခံရနိုင်ပါတယ်မောရှေလိုမျိုးတင်းရဲ့စိတ်ပြတ်မှုတွေလူတွေရဲ့တင်းကို complaint တက်မှုတွေစိတ်တမကြသွားနဲ့ဘုရားထံမှာယင်ဖွဲ့ဘုရားထံမှာဆုတောင်းခွန်အားတောင်းခံပါကိုရောကတင်းရဲ့ညီတော်တန်တင်းရဲ့ဆုတောင်းတန်ကိုဘုရားသခင်ကနားလဲပါတယ်တင်းရဲ့အားနည်းချက်ကိုဘုရားသခင်မြင်ပါတယ်တင်းရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခပြဿနာတွေကိုဘုရားထံမှာပုံအားလိုက်ပါ55ခုမြောက်သောဇာလံအပိုင်ငယ်20မှာထမ်းရွရသောဝန်ကိုထာဝရဘုရား၌ချထားလောနားလည်ဖို့ရတဲ့ဝန်တော်ဘုရားမဆာပါစေနံပါတ်3ထိုဘုရားကအဘယ်သူနည်းထွံ့မြောက်ရကျမ်းအခန်းကြီး9အပိုင်ငယ်1ဖာရောမင်းကလည်းထာဝရဘုရား၏စကားကိုနားထောင်၍ဣတိလအမျိုးသားတို့ကိုငါလွှတ်စေခြင်းကထိုဘုရားကအဘယ်သူနည်းထာဝရဘုရားကိုငါမသိဣတိလအမျိုးသားတို့ကိုငါမလွှတ်ဟုဆိုလိ၏ဘုရားသခင်ကမောရှေကိုမှာထားတဲ့ငါရဲ့လူမျိုးတွေအဲဂုရုပြည်ကနေခါနာန်ပြည်ကိုခေါ်ဆောင်ဖို့ဘုရားသခင်မှာထားတဲ့ဒီယာကိုမောရှေကဖာရောဘုရင်ကိုတွားပြောတဲ့အခါမှာမင်းဘုရားကဘယ်သူလဲငါမလွှတ်ဘူးမင်းဘုရားကိုလည်းငါမသိဘူးပြန်ပြောခဲ့ပါတယ်ဒီအခန်းဟာမကောင်းတဲ့အဆုံးသတ်နဲ့ဆုံးတယ်လို့မြင်ရပေမဲ့တစ်ဖက်မှာဘုရားသခင်ဟာငါပဲသူလဲဆိုတာဖာရောဘုရင်သိအောင်စာပြီးတော့နမိတ်လက္ခဏာလောက်တော့မဲ့အံ့ဩဖွယ်ရာဖြစ်ပါတယ်ဖာရောဘုရင်ကမောရှေကိုပြောတယ်ထိုဘုရားကအဘယ်သူနည်းမိသားစုများတင်နဲ့ကျွန်တော်ယနေ့ကိုးကွယ်နေတဲ့ဘုရားဟာအသက်ရှင်တဲ့ဘုရားသခင်ဖြစ်ပါတယ်ကောင်းကင်ဘိုလ်ချေအရှင်ဘုရားသခင်ထာဝရဘုရားဒီဟုသောဘွဲ့နာမရှိတော်မူတယ်တဲ့တင်နဲ့ကျွန်တော်ယနေ့ကိုးကွယ်နေတဲ့ဘုရားသခင်ကဘယ်သူလဲအာမောအနာဂတ်ကြအခန်းကြီးကိုအပိုင်းငယ်6မှာကောင်းကင်ဘိုလ်ချေအရှင်ဘုရားသခင်ထာဝရဘုရားဒီဟုသောဘွဲ့နာမရှိတော်မူသောဘုရားဖြစ်ပါတယ်ဘုရားရှင်နာမပုံကြည်ပါစေဘုရားတကားရဲ့ဘုရားဘုရင်တကားရဲ့ဘုရင်သခင်တကားရဲ့သခင်အရှင်တကားရဲ့အရှင်ဖြစ်ပါတယ်ငါဒီထာဝရဘုရားဖြစ်၏ပြောင်းလဲခြင်းမရှိငါပြောလျင်ပြောသည့်တန်ဖြစ်ပြည့်စုံခြင်းလည်းအလင်းမရွေ့ရဘုရားသခင်ဟာအသက်ရှင်တဲ့ဘုရားဖြစ်ပါတယ်ယနေ့တင်တဲ့ကျွန်တော်ကိုးကွယ်နေတဲ့ဘုရားဟာအရာခတ်တဲ့ကိုတန်ဆွမ်းနေတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ယနေ့ရင်ဆိုင်ကြုံတွေ့နေတဲ့ဒုက္ခခက်ခဲပြဿနာတွေကိုလည်းမြင်းမညူနဲ့အပြစ်မတင်နဲ့ကြီးစွာကိုချီးမွမ်းဘုရားခင်အမှုတော်မှာအစိခံပါဝင်လှုပ်ဆောင်နေရင်းနဲ့လူတွေကလက်ခုပ်မတီးရပြန်တင်းကိုဝေဖန်ကဲ့ရဲ့တိုက်ခိုက်တဲ့လူရှိကောင်းရှိနိုင်မယ်မညင်းညူနဲ့ဘုရားခင်ကြီးစွာကိုချီးမွမ်းဆုတောင်းခြင်းနဲ့အသက်ရှင်ဘုရားစကားတန်ကိုနားထောင်ပြီးကိုယ့်ရဲ့လူတွေကိုချစ်တဲ့စိတ်နဲ့ဆွဲခေါ်ဘုရားခင်အမှုတော်မြတ်မှာမှန်ပါတယ်အားနည်းချက်တွေရှိတယ်လူရဲ့မပြည့်စုံမှုကိုမစုံလင်မှုတွေများစွာရှိပေမဲ့လည်းဘုရားသခင်သိပါတယ်
ဖျားသခင်ကတင်းုံခေါ်ထားတယ်ကျွန်တော်တို့ကိုခေါ်ထားတယ်သူ့ရဲ့ဘုန်းကိုထင်ရှားဖို့ဖြစ်ပါတယ်ယနေ့ဖျားသခင်ကလည်းမောရှိကိုခေါ်ခြင်းအဖြစ်သူ့ရဲ့လူမျိုးတွေကိုနှုတ်နဲ့ပြားရည်စီးရဲ့ခန္ဓာမျိုးကိုပို့ဖို့အတွက်ဖျားသခင်အလိုရှိတယ်ယနေ့အသိတော်ကဏ္ဍမှာဖျားသခင်ကတင်းကိုကြာရကဏ္ဍမှာထားခြင်းဒီလေတင်းထက်တော်တဲ့သူတစ်ထက်တီကျွမ်းတဲ့သူအများကြီးရှိပါတယ်သူ့ပေမဲ့ဖျားသခင်ကတင်းကိုကောင်းချီးပေးခြင်းလို့ဖြစ်တယ်သူ့ရဲ့ဘုန်းကိုထင်ရှားစေခြင်းလို့တင်းကိုအသုံးပြုခြင်းဖြစ်ပါတယ်ဒါကြောင့်အလိုတော်ကိုဝန်ခံရတဲ့ရှင်မှာနားလည်နိုင်ဖို့အတွက်ဝန်တော်ဖျားမဆာပါစေယနေ့ထွမြောက်ကြခန်းကြီးငါအဖြစ်မိသားစုများကိုအနေငယ်နှိုးဆော်တဲ့တွင်ခွာပေးလိုက်ပါတယ်ကြားဆရာနာရှိတော်သူမိတီကကြားပါစေအရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်